နော်ဘောရဲ့ထားနဲ့လူမှုရေးဖောက်ပြန်မိတာမှန်ပေမဲ့အောက်ဖဲလှနာမျိုးမရှိခဲ့ဘူးဆိုတဲ့လွှမ်းပိုင်အခုလက်တလောအွန်လိုင်းပေါ်မှာမပြီးနိုင်မစီနိုင်ပွဲဆက်တွေများနေခဲ့ရတာကတော့လွှမ်းပိုင်ရဲ့မကျော်3ယောက်ကိုတယောက်ဇလတ်မဲဖြစ်ပါတယ်လွှမ်းမိုက်ကိုယ်တိုင်ကိုထုတ်ကိုဖြည့်ပြီးတော့ဒီဇလန်နေ့ကစားခဲ့တာကြောင့်နော်ဘောရဲ့ဓာတ်တယောက်လည်းအရင်ကလူမသိခဲ့တဲ့အရှောက်တော်ပုံတွေတော့အများကြီးပေါ်လာပြီးတော့အဆက်တကွဲဖြစ်ခဲ့ရပါတယ်။အခုချိန်မှာတော့သူတို့ရဲ့အတွင်းရေးကအကုန်လုံးပေါ်ပေါက်လာပြီးတော့လက်လုံကျက်တုံဖြစ်သွားတာကြောင့်လွှမ်းမိုက်ရပဲသူစားတဲ့အဆက်ကိုသူပြန်ပြီးတော့တင်ပေးနေရတာပါ။အရှုံးတော်ပုံတွေရဲ့အစားဖြစ်တဲ့ဘေးဆောင်ရဲ့နာမည်တက်ပြီးပြောပိုင်ခွင့်မရှိတဲ့ချင်းဗီဒီယိုအောက်မှာကိုမမနာနဲ့ post တင်ရေးသားတာတွေကလွှမ်းမိုင်းကိုယ်တိုင်ရေးသားခဲ့တာမှန်တယ်ဆိုပြီးတော့ပြန်ရှင်းပြလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုလုပ်ရတာကကိုယ်တင်ရင်ကိုတူးပြီးအစဲခံရဖို့တော့မဟုတ်ပဲဘေးဆောင်ပေါ်မှာတင်ကျန်နေတဲ့မြစ်တာအကျွေးတွေကိုဆက်ဖို့နဲ့နန်းစုရီစုကိုထိခိုက်စေတဲ့အတိတ်ကအမားတွေအတွက်ကြောင့်အခုလိုမျိုး comment နဲ့ post တွေရေးသားခဲ့တယ်ဆိုပြီးတော့ဖြည့်ရှင်းလာခဲ့တာပါ။လွှမ်းမိုင်းနေနဲ့ comment နဲ့ post ကသူ့ရဲ့လက်ရှိချစ်သူနဲ့အတိတ်ကချစ်သူတွေရေးသားတာဆိုပေမဲ့နော်ဘောရဲ့ထားကိုလည်းဒုက္ခရောက်စေဖို့မြည်ရွယ်ခဲ့ပါဘူး။ Bezos နဲ့လမ်းခွဲပြီးကြတဲ့ကသူကိုယ်တိုင်ရောနန်းစုရီတွေဆိုရောပါနှိရှိလာများအစဲခံနေရတာကြောင့်အခုလိုထုတ်ပြေချခဲ့တာတွေကိုလွှမ်းမိုင်းနေတဲ့ဝန်ခံလာတာဖြစ်ပေမဲ့ online ပေါ်မှာပြန့်နှံ့နေတဲ့ဗီဒီယိုကတော့သူနဲ့မသက်ဆိုင်ကြောင်းလည်းဖြေရှင်းလာတာပါ။ online ပေါ်မှာလွှမ်းပိုင်တဲ့နော်ဘောအေထားတို့ရဲ့အနမ်းပေးတဲ့ဗီဒီယိုကလွှမ်းမိုင်ရဲ့ comment မှန်ပြီးတဲ့နောက်မှာအချိန်ခိုက်ဆိုသလိုပြန့်နှံ့လာခဲ့တာပါအကောင့်တစ်ခုကနေတင်လာတဲ့ post ဖြစ်တာကြောင့်ဘယ်သူဘယ်ဝါစီကနေပြန့်နှံ့လာလဲဆိုတာအတိအကျတော့မသိရပါဘူး။ဒါပေမဲ့အဲဒီဗီဒီယိုတင်ပြီးတဲ့နောက်မှာလည်းနော်ဘောရဲ့ဓာတ်ကဇုဖြူစင်ပြနေတာဖြစ်လို့တယောက်တည်းအစဲမခံနိုင်တော့ဘူးဆိုတဲ့ post တစ်ခုကိုလွှမ်းမိုင်ကနောက်ထပ်ပြီးတော့တင်လာခဲ့တာပါ။ post တင်ပြီးနိုင်ပိုင်းတွင်မှပြန်ဖြတ်သွားခဲ့ပေမဲ့အဲဒီ post ရဲ့ screenshot တွေကလည်းပြန့်နှံ့သွားခဲ့တာကြောင့်လွှမ်းမိုင်တယောက်နော်ဘောရဲ့ဓာတ်ကိုအောက်ဖဲလန့်နေဆိုပြီးတော့အခြေအနေတွေကပိုဆိုးလာခဲ့ပါတယ်။တစ်ဖက်ကနော်ဘောရဲ့ထားကိုလည်းလူမှုရေးဖောက်ပြန်တဲ့အကျဉ်းစာရိုက်တာမကောင်းတဲ့သူဖြင့်ဝေဖန်ရှုံချကြသလိုလွှမ်းမိုင်းကိုလည်းအောက်တန်းကြတယ်ဆိုပြီးတော့ပြောဆိုနေခဲ့ကြတာပါ။နေ့ရှိလာများတွဲခဲ့တဲ့ချစ်သူကိုတစ္ဆာဖောက်တဲ့ပြင်တစ်ဖက်မင်းကလေးကိုလည်းချနှင်းပြီးတော့အောက်ဖဲလန်တာကြောင့်လွှမ်းမိုင်းကိုအားလုံးကအထင်သေးသွားခဲ့ကြတာပါ။တယောက်တည်းအစဲမခံချင်လို့ဖြည့်ရှင်းခဲ့ပေမဲ့နှစ်ဆတိုးအစဲခံနေရတာကြောင့်လွှမ်းမိုင်းတယောက်အခုပြဿနာတွေပေါ်ထပ်ပြီးတော့ရှင်းလင်းလာရတာပဲဖြစ်ပါတယ်။နော်ဘောရဲ့ထားနဲ့ဖောက်ပြန်မိတာတွေကိုတွဲဝိုင်းဝန်ခံခဲ့ပေမဲ့အခုလိုမျိုးအောက်ဖဲလန်မိုးထီတော့ရုံးမာတဲ့စိတ်ဓာတ်မျိုးမရှိပါဘူးဆိုပြီးတော့ဖြည့်ရှင်းလာခဲ့တာပါအဲ့ဒီကားပေါ်မှာအနံပေးတဲ့ဗီဒီယိုကလွှမ်းမိုင်ကိုရိုင်းနဲ့နော်ဘောအေထားတို့နှုံးစီမှာပဲရှိခဲ့ပူတာဖြစ်ပြီးတော့တခြားဘက်သူကမှမသိရှိခဲ့ကြပါဘူးလွှမ်းမိုင်ကိုရိုင်းကလည်းအဲ့ဒီဗီဒီယိုကိုဖျက်ပစ်လိုက်ပြီးဖြစ်ပေမဲ့မတင်မှတ်ပဲနဲ့ပြန်လှန်လာခဲ့တာပါဒါကြောင့်မလို့ဗီဒီယိုဖြန့်သူရဲ့စင်မြင့်ကိုကျွမ်းကျင်ပညာရှင်တွေကရှာဖွေပေးကြဖို့လွှမ်းမိုင်ကတောင်းဆိုလာခဲ့တာဖြစ်ပါတယ်အောက်ဖဲလန်နာမျိုးမလုပ်ခဲ့ပေမဲ့ဖောက်ပြန်တာကိုတော့လွှမ်းမိုင်ကဝန်ခံခဲ့တာပါသူ့ရဲ့မားတွေကိုပြန်သုံးသပ်ရင်နောက်ထပ်ဒီလိုမျိုးလူမှုရေးဖောက်ပြန်မှုတွေမရှိအောင်လို့စင်စင်မဲဆိုပြီးတော့လည်းပြည်သက်တွေကိုဂရိပေးလာခဲ့တာပါလွှမ်းမိုင်နဲ့နော်ဘောရဲ့ထားတို့ကသူတို့ရဲ့မားတွေကိုအစပိုင်းမှာတော့ပြောင်းညင်းခဲ့ကြတာပါဖုံးမရဖိမရတဲ့ဗီဒီယိုတွေပေါ်လာကမှအခုလိုမျိုးဝန်ခံလာပေမဲ့နှစ်ယောက်လုံးကတော့ပြန်တောင်းပန်လာတာမျိုးမရှိပါဘူးပြည်သက်တွေကဘေးဆောင်စတက်နင်းနာတွေယူဆပြီးတော့ပြန်တောင်းပန်စေချင်ကြတာပါနှစ်ယောက်လုံးကနောက်ထပ်မမအောင်နေမယ်လို့သာဂရိပေးတာဖြစ်လို့မကြင်မနှက်ဖြစ်နေကြစေပါနော်ဘွဲထားကဆိုရင်လည်းလွှမ်းမိုက်နေတယ်မဟုတ်ပဲလက်ရှိချစ်သူတော်မှတခြားမိန်းကလေးစီကနေလူယူထားတယ်ဆိုတော့သတင်းတွေထွက်နေခဲ့တာတော့ဘယ်သူကမှပြန်မတောင်းပန်ခဲ့ပါဘူးပြဿနာတွေကို queue မဆိုင်သလို post တွေရှင်းတင်ခဲ့ပြီးတော့ခက်ချစ်ချေသာနေခဲ့တာပါလက်ရှိချစ်သူကိုထက်ခိုင်ဝင်းကရုပ်ရှင်ထုတ်လို့ရေးပိုင်းရှင်ဖြစ်တာကြောင့်ဘယ်သူကမှရုပ်ရှင်ခေါ်မြိုင်းမှာကိုလည်းစစ်ပူစရာမလိုတာမို့လို့နော်ဘောရဲ့ထားကလည်းသူမားတွေကိုပြန်ပြီးတော့မတောင်းပန်ခဲ့တာပါနော်ဘောရဲ့ထားကိုပြည်သက်တွေကတော့ဘယ်ရုပ်ရှင်ထုတ်လို့ရေးကမှခေါ်မြိုင်းစေချင်တော့ပေမဲ့ဟေးပလေးပိုင်ရှင်ကိုထက်ခိုင်ဝင်းရဲ့အရှိန်ဝါကြောင့်နော်ဘောရဲ့ထားကပြဿနာဖြစ်နေစဉ်ကာလမှာစကားအသစ်တကားကိုထက်ရိုက်ကူလာရတာပါအဲ့ဒီစကားထဲမှာဆိုရင်နော်ဘောရဲ့ထားကထုံထုံအားကာရိုက်တာမျိုးတရုပ်ဆောင်ရမှာဖြစ်ပြီးတော့နော်ဘောရဲ့ထားနဲ့လိုက်ဖက်တာကြောင့်တကူတကရွေးချယ်ထားတာလည်းဖြစ်ပါတယ်ပြည်သက်တွေကတော့လွှမ်းပိုင်တဲ့နော်ဘောရဲ့ထားတို့နှစ်ယောက်လုံးကိုအတော့ကိုအထင်မြင်သိသွားတာကြောင့်ရှေ့ဆက်မဲ့အနုပညာအလုပ်တွေကိုအားမပေးကြဖို့ဆုံးဖြတ်ထားကြပါတယ်နောက်ထပ်မမအောင်ပြင်ဆင်နေထိုင်မယ်ဆိုပေမဲ့သူတို့ကြောင့်နင်းနာခဲ့ရတဲ့သူတွေကစိတ်တရရခဲ့ကြတဲ့အတွက်လွှမ်းမိုင်တဲ့နော်ဘောရဲ့ထားတို့ကိုတသက်လုံးစာအမြင့်ပြတ်ဆင်သွင်းလိုက်ကြတာပါသူတို့ရဲ့အမှုပညာတွေကိုသဘောကျကြပေမဲ့အကျဉ်းစာရိုက်တာမကောင်းတဲ့သူတွေကိုလူပေါင်းလောကမှာနေရာပေးအားမပေးသင့်ဘူးလို့ယူဆကြတာကြောင့်ဘွိုင်းကအမှုပညာရှင်တွေအနေနဲ့သတ်မှတ်လာကြတာပါဒါပေမဲ့လွှမ်းပိုင်တဲ့နော်ဘောရဲ့ထားတို့ကအမှုပညာဘက်မှာတော့အရေးချင်းရှိတဲ့သူဖြစ်တာကြောင့်အမာကန်ပြည်သက်တချို့ကတော့သူတို့ရဲ့အမှုပညာတွေကိုအားပေးသွားဖို့ရှိနေသေးတာပါ
အခုကြည့်ရှုနေကြတဲ့ပရိသတ်တို့အနေနဲ့ရောနော်ဘောရင်ထားတဲ့လူမှုရေးဖောက်ပြန်မိတာမှန်ပေမဲ့အောက်ပဲလက်နာမျိုးမရှိခဲ့ဘူးဆိုတော့လွှမ်းမိုက်နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးထင်မြင်မိလဲဆိုတာကိုမန်းမှာပြောပြပေးခဲ့ကြပါအောင်နော်